စိတ်ကိုရှုတဲ့နေရာမှာရှုနေလေးတရားဥပမာလေးပြောပြမယ်မိုးစိုးတယောက်ကယုံသားစားခြင်းတော့တောထဲကိုယုံသွားဖမ်းတာသူကယုံကိုမိအောင်ပြေးပြီးလိုက်ပြီးဖမ်းလို့မနိုင်တော့မိအောင်လိုက်နိုင်မဲ့တော့တောလိုက်ခွေးကိုခေါ်သွားတယ်ယုံမြင်တဲ့ခွေးကနောက်ကလည်းယုံအားရှိရပြေးယုံကအားလုံးကိုကြောက်ရတော့တွေ့ကြရခြုံထဲကိုဝင်တိုးတယ်အဲ့တော့ယုံနဲ့ခြုံကအတူတူရှိတယ်အဲ့ဒီနေရာခွေးရောက်တဲ့ခါမှာခွေးကခြုံကိုမဖမ်းမဲ့ယုံကိုဖမ်းတယ်ယုံကအရှိဘက်ကခြုံကိုဝင်တိုးတော့အရှိဘက်ကိုခွေးကလိုက်တယ်လိုက်ပြီးတော့ခြုံနဲ့ယုံနဲ့အတူတူရှိတာခြုံကိုဖမ်းမှလားယုံကိုဖမ်းမှလားယုံကိုဖမ်းမယ်ခွေးကယုံကိုမင်းဘဲခြုံကိုပြေးဘဲခြုံကိုမပြေးနဲ့လို့ခွေးကလှမ်းပြောလို့ရပါမလားမရဘူးခွေးကလိုက်ရမှာကိုယ်အလုပ်ခွေးအလုပ်ယုံကလည်းသူပြေးချင်တာကိုပြေးမှာပဲသူ့ရဲ့တဘာဝကအားလုံးကိုကြောက်ရတဲ့တဘာဝလေးဆိုတော့ခြုံထဲပဲဝင်တိုးတယ်ယုံပဲခြုံကိုဝင်တိုးလို့ခွေးရလဲခြုံကိုမဖမ်းဘူးဘာလို့ဖမ်းမလဲယုံကိုပဲဖမ်းမယ်အဲ့တဘောဟုတ်ပြီနော်ခွေးသည်ယောဂီတို့ရဲ့အရှုဉာဏ်နဲ့တူတယ်တတိနဲ့ဉာဏ်နဲ့တူတယ်ယုံသည်ဟိုအာယုံပြုတ်ဒီအာယုံပြုတ်ဟိုရောက်ဒီရောက်စိတ်ကလေးနဲ့တူတယ်ဟုတ်ပြီလားအဲ့တော့ယုံသည်သူတိုးခြင်းတဲ့ခြုံကိုတိုးသလိုယောဂီတို့စိတ်ကလေးကလည်းသူသွားခြင်းတဲ့နေရာသွားမှာပဲတရားထိုင်တဲ့အခါမှာယောဂီတို့ကစိတ်ရည်မင်းကငါစိတ်ပဲဆိုပြီးတော့ပထမဘယ်အာယုံသွားပြီးရင်ဘယ်အာယုံသွားပြီးမှဘယ်အားလို့ဆိုပြီးတော့ကြိုတင်ပြီးတော့ program လုပ်ပြီးအမိန်ပေးလို့ရပါမလားငါစိတ်ဆိုပြီးဒီကတော့အနတ္တငါမပိုင်ဘူးငါမပိုင်တဲ့အတွက်စိတ်ကသွားခြင်းရသွားမယ်အတန်စီရောက်လိုက်ဒုကောင်းရောက်လိုက်အတိတ်ကိုရောက်လိုက်အနာဂတ်ရောက်လိုက်ဟုတ်လားသွားခြင်းရမသွားဘူးလားအေးဘယ်အဲ့ဒါအခုနချုံတိုးခြင်းရကိုတိုးတဲ့ဟုတ်လားယုံကလေးနဲ့တူတယ်အဲ့ဒါအရှုခံစိတ်ပေါ့နော်အရှုခံစိတ်ကရောက်ချင်တယ်ရောက်မရောက်ပါစေတဲ့အရှုဉာဏ်နော်ဒေါ်လိုက်ခွေးနဲ့တူတဲ့အရှုဉာဏ်ကအဲ့ဒီယုံနဲ့တူတဲ့စိတ်ကလေးဘယ်အာယုံကိုသွားဥမာဆိုတော့အတန်ကြားလိုက်ခန္ဓာကိုယ်ရောက်လိုက်ရားတဲ့နေရာသွားသိလိုက်အင်ရကိစ္စသတိရလိုက်ဟုတ်လားဘယ်အာယုံသွားအာယုံတွေကိုမရှုတော့ဘူးအာယုံမျိုးစုံကိုသွားတဲ့စိတ်ကလေးကိုပဲဟုတ်လားတတိနဲ့ဉာဏ်ကရှုတယ်ဒေါ်လိုက်ခွေးနဲ့တူတဲ့တတိနဲ့ဉာဏ်ကအာယုံမျိုးစုံကိုသွားတဲ့စိတ်ကလေးကိုပဲရှုတယ်ဟုတ်လားအာယုံတွေကိုမရှုဘူးဆိုလိုတာကယုံခြုံတိုးတဲ့ယုံသည်အရှုခံစိတ်ဟိုပြေးဒီပြေးစိတ်တွေအာယုန်နေသည်ခြုံနဲ့တူတယ်အစင်းအတန်အနတ်အရသာအတွေ့အထိအာယုန်၅ပါးမရှိဘူးလား plus ဟာလားစိတ်ထဲကကြံစီစဉ်းစားတဲ့ဓမ္မယုံဆိုတော့မရှိဘူးလားစိတ်ထဲကနေငယ်ငယ်တော့အကြောင်းတွေးတယ်ငယ်ငယ်တော့အဖေအကြောင်းအဖိုးအကြောင်းပေါ့ဒကမိုင်းတို့ဒကာကြီးတို့ဆိုလို့ရှိရင်အဖိုးတွေဖေတွေဖိုးတွေမရှိတော့ဘူးဒါမဲ့ပြန်တွေးရင်တော့မရဘူးလားပြန်တွေးတဲ့ကစိတ်ထဲမှာသူတို့ပုံလေးပေါ်မလာဘူးလားအဲ့ဒါကိုဓမ္မယုံလို့ခေါ်တာဓမ္မရမဏဓမ္မအာယုံနော်အဲ့ဒီကလေးအဲ့လိုဓမ္မအာယုံလေးသွားမယ်တဲ့ပြစ္ဆုတ်ပံမှာအစင်းအတန်အနတ်အရသာအတွေ့အထိလေးသွားမယ်သွားခြင်းကသွားပါစေအဲ့အာယုံတွေကိုမရှုတော့နဲ့ဟုတ်လားအဲ့လိုအာယုံတွေကိုသွားသိတဲ့ကြံတဲ့စိတ်ကလေးကိုပဲတတိနဲ့ဉာဏ်နဲ့ရှုအဲ့တော့တတိဉာဏ်ဒီတောလိုက်ခွေးနဲ့တူတယ်တောလိုက်ခွေးဒီခြုံမဖမ်းမဲ့ယုံဖမ်းတယ်လို့တတိဉာဏ်ကလည်းထိုးအောင်ကိုမရှုဘဲနဲ့အဲ့ဒီအောင်မျိုးစုံကိုသွားတဲ့စိတ်ကလေးကိုပဲတတိဉာဏ်ကရှုရမယ်ဦးစင်းဘောတာရှုပ်သွားလားဟုတ်ပြီနော်အဲ့ဒါလေးကိုယောဂီတော့မထိုင်ခင်မှာဉာဏ်နဲ့စဉ်းစားဘုန်းကြီးကဘာရှုခိုင်းတာလဲနော်ဘုန်းကြီးကစိတ်ကိုရှုခိုင်းတာစိတ်ဆိုဒီမှာလဲအာယုံကင်းပြီးတော့မဖြစ်ဘူးလေအတန်တိုက်ဆိုင်တော့မှကြားစိတ်ပေါ်အနတ်တိုက်ဆိုင်တော့မှနာစိတ်ပေါ်ဟုတ်လားအတိတ်အာယုံတိုက်ဆိုင်တော့မှအတိတ်ကိုတွေးတဲ့စိတ်ပေါ်အဲ့လိုပေါ်ရတာကိုအဲ့တော့ဘယ်လိုအာယုံမဲ့စိတ်ရောက်အရင်တော့ကတော့စိတ်ကိုမရှုဘူးနော်ယုံနဲ့တူတဲ့စိတ်ကိုမရှုဘဲနဲ့ခြုံနဲ့တူတဲ့အာယုံတွေပဲနှလုံးသွင်းနေတာအဖေဆိုအဖေကြောင့်ဆက်ပြီးစဉ်းစားနေရောအတန်ကြားတဲ့အတန်ကိုဆက်ပြီးအာယုံပြုနေရောဟုတ်လားအဲ့တော့အောက်ကနာတဲ့ယုံကြည်စီစိတ်ကရောက်သွားတယ်နာတဲ့အကြောင်းကြီးဆက်စဉ်းစားနေရောအဲ့ဒါဒီမှားတယ်မလုပ်ပါဘူးအရင်တော့အကျင့်
ဒါနဲ့နေရာစိတ်ရောက်တဲ့ရောက်တဲ့စိတ်ကလေးကိုရှုအတန်ပေါ်လာရင်ကြားမယ်ကြားတဲ့စိတ်ကလေးကိုရှုအတန်မရှုနဲ့ဟုတ်လားအတိတ်အနာဂတ်စဉ်းစားရင်စဉ်းစားတဲ့စိတ်ကလေးစဉ်းစားတဲ့အကြောင်းအရာကိုဆက်ပြီးမတွေးဘဲနဲ့အတိတ်အနာဂတ်ကိုအောင်ပြတဲ့စိတ်ကလေးကိုရှုအဲ့လိုလေးစိတ်ကလေးကိုယောဂီတို့ကတတိနဲ့ဉာဏ်နဲ့ပေါ်တိုင်းပိုင်းခြားပြီးရှုနေရမယ်ဟုတ်ပြီနော်စိတ်မပေါ်မှာပူစရာလို့လားမလို့မသေးသေးတော့ပေါ်နေမှာပဲပေါ်တဲ့စိတ်ကလည်းဘယ်အာရုံကိုသွားမှမလို့အာမခံလို့ရလားဒါမှလို့လည်းမရပေါ်ပါစေသွားပါစေဘယ်အာရုံသွားတဲ့စိတ်ကလေးကိုပဲနော်တတိနဲ့ဉာဏ်နဲ့ရှုရတယ်အဲ့ဒါယုံကလေးပဲခြုံတူဟုတ်လားယုံကိုအမိဖမ်းမဲ့ခွေးသည်ယုံကိုသားလေးရင်အာယုံထားတယ်လို့တဲ့ဒီမှာလည်းပဲယောဂီတို့ကကိုယ်စိတ်ကလေးပဲအာယုံရောက်အာယုံတွေကိုမရှုတော့နဲ့အာယုံတွေကိုကျင်လေပြေးလို့လှည့်လေကျစားနေတဲ့စိတ်ကလေးတစ်လုံးကိုပဲနော်စိတ်ဆိုတဲ့တိမှုလေးပေါ့တိမှုလေးကိုပဲတတိညာနဲ့လိုက်ပြီးတော့တည်ပြီးလိုက်ပြီးတယ်ဆိုတော့ပေါ်တိုင်းတည်တယ်ပြောတာတစ်ချိန်မှာနှမျိုးသုံးမျိုးပေါ်လို့ရပါမလားမရစိတ်ဆိုတစ်ချိန်မှာတအာယုံဒီတအာယုံပြီးမှနောက်တအာယုံနောက်တအာယုံပြီးမှနောက်တအာယုံအဲ့လိုအာယုံပြောင်းပြီးစိတ်ကလေးတွေထားပေါ်လာဟုတ်ပြီနော်ကိုကမရှုတော့စိတ်ကတခုတည်းတင်တာမဟုတ်ဘူးရှေးတစ်စိတ်ပေါ်ပြီးတော့ပျောက်သွားလိုက်ပြီးမှနောက်တစ်စိတ်ထပ်ပေါ်လိုက်တွေးတဲ့စိတ်ကလေးပေါ်လာလိုက်သားလေးကြောင့်တွေးတဲ့စိတ်ကလေးပေါ်လာလိုက်သတိထားကြည့်တော့ချုပ်သွားလိုက်ချုပ်ပြီးမှနောက်တစ်စိတ်ကထပ်ပေါ်လာရှုတဲ့ပုဂ္ဂိုလ်ကတော့စိတ်ကလေးတိုက်ဆိုင်ပြီးပေါ်လာတယ်ပေါ်ပြီးရင်ပျောက်သွားတာမြင်ရတယ်မရှုတဲ့ပုဂ္ဂိုလ်ကတော့တစ်စိတ်သေးရပဲလျှောက်သွားလို့ထင်နေတယ်ဟုတ်ပြီလားအဲ့အထင်အမှားကြီးကိုနော်လွန်မြောက်ဖို့အတွက်စိတ်ကလေးကိုပေါ်တိုင်းရှုပါပေါ်ပြီးရင်စိတ်ကလေးကပျောက်မယ်ပျောက်တာကိုလည်းမြင်အောင်ကြည့်ပါပေါ်ပြီးတဲ့စိတ်ကလေးပျောက်တော့ရှိသေးလားမရှိတာလေးကိုပါဉာဏ်လေးနဲ့ကြည့်အဲ့ဒါလေးကိုပဲခိုင်းတာအဲ့တော့စိတ်ပေါ်တဲ့စိတ်ကလေးပျောက်သွားပြီပဲယောဂီတို့မသေးသေးတော့နောက်စိတ်ကတော့မလာဘူးလားမလာမှပူစရာလို့လားနောက်စိတ်ပေါ်နောက်စိတ်ကလေးကိုရှုတဲ့ပုဂ္ဂိုလ်ဒီအရင်ပေါ်တဲ့စိတ်ကတစ်ခုနောက်ပေါ်တဲ့စိတ်ကတစ်ခုအဲ့ဒါနှစ်ခုတစ်ခုနဲ့တစ်ခုတီးကြစီလို့ရှုတဲ့ပုဂ္ဂိုလ်ကသိသွားတယ်မရှုတဲ့ပုဂ္ဂိုလ်ကတော့ဟုတ်လားစိတ်ကအမြဲတမ်းကြီးတောက်ချောက်ကြီးရှိနေတယ်လို့ထင်နေတယ်ဟုတ်ပြီနော်အဲ့အထင်မှားကြီးကိုလွန်မြောက်ဖို့ကအခုနတတိနဲ့ဉာဏ်နဲ့စကလုံးမပါဘဲနဲ့မရွေးချယ်ဘဲနဲ့မမျောဘဲနဲ့တိုက်ဆိုင်လို့ပေါ်လာတဲ့စိတ်ကလေးကိုပဲစောင့်ပြီးတော့ရှုရမှာကိုလို့တဲ့အဲ့ဒါစိတ်တ ानु ပဒနာစိတ်ကိုရှုတယ်ခေါ်တယ်နားလည်ပြီလားအများကြီးသိကြမလို့ဒါပေမဲ့အခုပြောရှင်းပြတဲ့ဟာလေးကိုကြာနာနာဟုတ်လားကြောင်းကျိုးခိုင်လို့ဆိုတာဆင်ခြင်ပြီးတော့ဟုတ်လားဉာဏ်၌ခန့်အောင်ဆင်ခြင်တယ်ခေါ်တယ်ဆင်ခြင်သုံးသပ်ပြီးတော့မှအဲ့တိုင်းလေးလက်တွေ့လေးမှာရှုမယ်နားလည်ပြီလားအဲ့ဒါဆိုရင်ရှုလို့ရပြီနော်ကိုယ့်ဘာတကူရှု